တမန်ကျမ်းစာတွေကဟေဘရုန်မြို့ဟာတမိုင်းဝင်အဖြစ်ပြများစွာရှိခဲ့တဲ့မြို့တစ်မြို့ဖြစ်တယ်လို့ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းခရီးစဉ်အတွက်များစွာသောဝိညာဉ်ရေးရာသင်ခန်းစာတွေကိုပေးစွမ်းနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဟေဘရုန်ဆိုတဲ့နာမည်ရဲ့မူလအဓိပ္ပာယ်ဟာမိတ္တဟာယဖွဲ့ခြင်း fellowship ပူးပေါင်းခြင်းသို့မဟုတ်မိတ်ဆွေဖြစ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒီ9မိနစ်စာဆင်ခြင်ကြလေးကနေတင့်အတွက်ဝိညာဉ်ရေးရာခွန်အားသစ်တွေရရှိစေဖို့မျှဝေပေးလိုက်ပါတယ်Did Abraham Yibli ဖျားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းကဘာဦးကျန်း73-78မှာအာဗြဟံဟာဟေဘရုန်မြို့မှာရှိတဲ့မန်ရီတပီတော်မှာတဲကိုရွှေ့ချပြီးဖျားသခင်အတွက်ယေဘလင်ကိုတည်ဆောက်ခဲ့ပါတယ်အာဗြဟံအတွက်ဟေဘရုန်ဟာဖျားသခင်နဲ့နှဆိုင်စွာစကားပြောဆိုရာမိတ္တဟာယဖွဲ့ရာနေရာဖြစ်ခဲ့ပါတယ်ခွန်အားယူရင်ဟေဘရုန်ဆိုတဲ့အတိပ္ပယ်အတိုင်းပါပဲကျွန်ုပ်တို့ရဲ့ညီစဉ်အထက်တာမှာလေဖျားသခင်နဲ့ယဉ်နီးစွာအချင်းယူဖို့ဆူတောင်းဖို့ဟေဘရုန်လိုတီးတန့်နေရာလေးအချင်းလေးတစ်ခုရှိဖို့လိုအပ်ပါ The Lord has kept me alive, as he said. I am as strong this day as I was when Moses sent me. Now give me this mountain. နှစ်ကာလဤရဲရင်သောယုံကြည်ခြင်းအခက်ခဲများကိုကြော်လွှားခြင်းယောရှုမှတ်စာ14မှာအသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့ကာလဟာယောရှုစီကိုသွားပြီးထိုးတောင်ကိုပေးပါ Give me this mountain လို့ရဲရင်စွာတောင်းဆိုခဲ့တဲ့နေရာဟာဟေဘရုန်မြို့ပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာအရက်မောင်းကောင်းပြီးခွန်အားကြီးတဲ့အာနကလူဘလူးကြီးတွေနေထိုင်ပေမဲ့ကာလကလူကိုမကြည့်ပဲဖျားသခင်ရဲ့ဂတိတော်ကိုသာကြည့်ပြီးယုံကြည်ခြင်းနဲ့အာရုံခဲ့ပါတယ်။ခွန်အားယူတယ်။သိရှိမှာကြီးမားတဲ့အခက်အခဲတွေပြဿနာဘလူးကြီးတွေရှိနေပါသလား။ကာလလိုပဲဖျားသခင်ပေါ်အပြည့်အဝယုံကြည်ကိုးစားပါ။အသက်အရွယ်ကျမ်းမာရေးမွေကြီးစားတဲ့ပြင်ပအခြေအနေတွေထဲဖျားသခင်ရဲ့ဂတိတော်နဲ့တကူကပူကြီးမာပါတယ်။ယုံကြည်ခြင်းနဲ့တင့်ရဲ့ဟေဘရုန်တောင်ကိုတောင်းယူပါ။၃ခိုးလှုံရာမြို့ကြီးစုတော်နဲ့ပြီးကင်းလုံခြုံမှုယောရှုမှတ်စာ20ခုနှစ်အရာဟေဘရုန်မြို့ကိုမှားယွင်းပြီးလူတက်မိသူတွေထွက်ပြေးခိုးလှုံနိုင်ရဲ့ခိုးလှုံရာမြို့ City of Refuge 6မြို့တွေကတစ်မြို့အဖြစ်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီမြို့တွေကိုရောက်သွားသူဟာတီဘေးကနေလွတ်ကင်းခွင့်ရပါတယ်။ခွန်အားယူရန်ဟေဘရုန်ဟာဘေးကင်းလုံခြုံမှုနဲ့ဖျားသခင်ရဲ့ကျေးဇူးတော်ကိုကိုးစားပြုပါတယ်။ကျွန်ုပ်တို့အပြစ်လုပ်နေတဲ့အခါလဲကျတဲ့အခါပင်ပန်းနွမ်းနယ်တဲ့အခါတိုင်းယေရှုခရစ်တော်ဟာကျွန်ုပ်တို့ရဲ့စစ်မှန်သောဟေဘရုန်ခိုးလုံရာဖြစ်ပါတယ်။ကိုရောထံပြန်လည်လာတိုင်းကျွန်ုပ်တို့ကိုအပြစ်တင်ခြင်းမရှိဘဲခွင့်လွှတ်ခြင်းနဲ့ငြိမ်သက်ခြင်းကိုပေးသနာမှာဖြစ်ပါတယ်။လီဒါဝိဒ်၏ဗိသိက်ခံရမြို့ဖျားသခင်၏အချင်းကိုစောင့်ဆိုင်ခြင်းဒါဝိဒ်ဟာရှောလုမင်းကြီးရဲ့ရန်ကနေနှစ်ပေါင်းများစွာထွက်ပြေးပုန်းချောင်ခဲ့ရပြီးနောက်ယူဒရှင်ဘုရင်အဖြစ်ပထမဆုံးဗိသိက်ခံရတာဟာဟေဘရုန်မြို့မှာဖြစ်ပါတယ်။အဲ့ဒီမှာ9နှစ်ခွဲကြာစိုးစံခဲ့ပါတယ်။ဒုတိယဓမ္မဆုံးကျမ်းအခန်း1ဒါဝိဒ်အတွက်တော့ဟေဘရုန်ဟာဖျားသခင်၏ဂတိတော်ကိုပြည့်စုံလာတဲ့နေရာစိတ်ရှိစွာစောင့်ဆိုင်ခြင်းအတိအပွင့်ကိုခံစားရတဲ့နေရာဖြစ်ပါတယ်။ခွန်အားယူရင်ဖျားသခင်၏အချိန်အခါ God's perfect timing ကိုစောင့်ဆိုင်မှုသိယူပါဒါဝိဒ်ဟာဘုရင်အဖြစ်ဗိသိက်ခံမှုခက်ခဲတဲ့လမ်းတွေကိုဖြတ်သန်းခဲ့ရပါတယ်။ဒီအသက်တာမှာလေဆူတောင်းချက်တွေမပြည့်စုံသေးဘူးလို့ခံစားရရင်စိတ်မပြတ်ပါဘူး။ဘုရားသခင်ပေးထားတဲ့ဂတိတော်တွေဟာအချိန်တည်းဟေဘရုန်မြို့မှာဒါဝိဒ်ချီးမြှောက်ခံရတာအတိအကျပြည့်စုံလာပါလိမ့်မယ်။အချုပ်အားဖြင့်ဟေဘရုန်မြို့ဟာတမိုင်းဝင်းမြို့တစ်မြို့သက်သက်မဟုတ်ပဲကျွန်ုပ်တို့အသက်တာအတွက်ဘုရားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းရဲရင်တော်ယုံကြည်ခြင်းရှိခြင်းဘုရားသခင်ထံခိုးလုံခြင်းနဲ့ဂတိတော်များကိုစောင့်ဆိုင်ခြင်းဆိုတဲ့ခွန်အားလေးကိုပေးနေတယ်။ဒီဟေဘရုန်မြို့ရဲ့အဖြစ်ပြက်တွေကဘယ်အချက်ကတင်းရဲ့လက်ရှိအသက်တာအခြေအနေအတွက်အထီးတွေးဆုံးနဲ့အခွန်အားရဆုံးဖြစ်စေပါသလဲ။